ကဘာကြီးထဲမှာဖြည့်စည်းမဲ့အကောင်ရဲ့နာမည်ကတော့ The Boy One လို့ခေါ်ပါတယ်ဒါဆိုရင်စားလိုက်တော့ let's go ဒီကောင်ဟာအယောင်ကျန်းတုတ်ပြတ်ပါတယ်ဒီလိုမျိုးဝိုင်ထဲမှာလည်းအကောင်ကရှိတတ်ပါတယ်ဒီကောင်ရေးဆိုင်မှာဖြစ်ပါတယ် Okay โอ้ยတပွဲဝမ်းကျွန်တော်ကြားဘူးတယ်အဲ့ကောင်တကယ်အပြင်ကလူကဗျာကျွန်တော်ပြောရမယ်ဆိုအပြင်ကလူကအဲ့သူ့ရဲ့အလုတ်ခံတာဒီတို့ရဲ့လုတ်ယုံတာအဲ့မှာဗျာသူတို့ဟိုဖြစ်နေနေသူတို့အဲ့ဘီလေးရှိရပေါ့သူတို့အဲ့ဟိုဖြစ်နေနေဗျာကျွန်တော်ပြောရရင်အဲ့ဟွာတော့ပြုတ်ကြပါပေါ့သူရဲ့အလုတ်ဟွာကြီးမှပြုတ်ကြပါလားပြုတ်ကြပြီသူ့ရဲ့ခဏကိုကြီးရင်တေးလောင်ကျွမ်းသွားပြီးတော့ရှော့ရတယ်ပေါ့ဗျာအဲ့ဟိုတော့မလို့ချစ်ပဲနဲ့အကောင်ဒီကောင်ပြောင်းသွားတယ်ပေါ့ဗျာအဲ့လိုပဲမှတ်ထားလိုက်ပါဟဲဟဲ Okay စပြီကြောခုကျွန်တော်က action stress ခေါ်တဲ့ဒီ action animation အားလေးထည့်ပေးထားပါတယ်အဲ့ဆိုကျွန်တော်ပို့ပြီးတော့ဆော့လို့ကောင်းလို့ပါနော်အဲ့ဒါလေးကိုထည့်ထားတယ် Oh my cherry vine let's go ဟိုကောင်မလာတော့သေးပါဘူးခွဲလာဆိုကောင်မစုံမုန်းတော့ပါသေးပါဟုတ်တယ်မလားမစုံမသေးပါဘူးဟဲဟဲ Okay ကျွန်တော် craft လိုက်ပါမယ် Okay craft man Okay ကျွန်တော်အိုးမရှိမှတိုးရရှိရ Okay ကြိုက်ရ Okay ဒါလေးတစ်ချောင်းလောက်လိုက်ဟုတ်နော်ကျွန်တော်ဒီမှာနှစ်ချောင်းလောက် voice ဆိုရင်ဒါလေးငါချတာ Okay ရပြီဒါလေးခုတ်ဒုံဒီ let's go Okay yeah မစင်းနဲ့ဒီလိုက်တော့အမဲလေးကွာကြပါလေပြောမှကျွန်တော်ရောင်ချဲလိုက်တော့ပြောဟဲရှာကေကြောက်တုံးလေးလည်းရှိတယ်သူ့မဲဆိုရင်ကေသူ့ပါမဲOkay stone နေတူပါမယ်။ပြန်သားချက်ကျွန်တော်မှာတွေ့ရဟိုမရှိတော့ဗျာ။ဒီနေ့ကဒီမှာပဲကောင်းမှာအဲ့ဆိုပေါ်တော့မတည့်ရဘူးကျွန်တော်။အဲ့ကြောက်လို့ပါ။ဒီတော့กินလာလိုက်မယ်။အားလုံး2 spin နဲ့ဒီမှာအားလုံးလေးတူလိုက်ပါမယ်။အားလုံးတတုံးလေကွာ။ဆက်လိုက်ပါအားကြီးကျရှီးလို့ပြီးသွားမှအဲ့ကောင်တွေပြေးမယ်အဲ့နဲ့ပဲဘေးဝင်းကျင်လိုက်ကြည့်အောင်ပါကောင်းနေရှိတယ်ဆိုဘေးဝင်းကျင်မှာလိုက်ကြည့်မယ်အားလုံးတုံးရပြီဆိုတာနဲ့ဟမ်ညို့တေဖို့တာပြင်လာလိုက်တော့ရပြီအားလုံးတုံးနဲ့ကြိတ်ပြီလေကောင်းနေရှီးလေးနဲ့ကိုရပြီ Okay ကောင်းနေဖြတ်ခင်ဗျားထားလိုက်အဲ့ဒါကျွန်တော်ခုဒီကောင်နဲ့တိုက်ဖို့တော့ကျွန်တော်နောက်ရတာအဲ့မများပြက်များနေပြက်ရောက်ဘူး what the fuck ဒီခုတ်ကလာခဲ့လိုက်တော့Okay နောက်ဆုံးကောင်လာခဲ့လိုက်တော့မင်းမြန်လာဒီလဲဝင်ဖြစ်တဲ့ကြောင့်ကျွန်တော်လည်းဟိုမြန်ပြန်ရင်ကျွန်တော်တညောက်တော့အိတ်လိုက်ပါမယ်ဗျာအိမ်မြန်လို့အားတော့ဒီတူဖြစ်ပါတယ်ကျွန်တော်မနေ့ကဒီကောင်တွေကိုကေးထားဖြစ်တဲ့ကြောင့်ဒီကောင်တွေတေသွားပါပြီအဲ့ရပုံမှရှိသေးဟာပုံမှကြံသေးရဲဆိုတော့အစိမ့်နေစားရတော့မဗျာ
အေးကောင်းတယ်တက်ပြီးကောင်းတယ်ဖြုတ်မှာမင်္ဂဖြုတ်ပြီးကောင်းတယ်ဟိုနေ့ဟွာပေါ်တက်မယ် let's go တက်ဖြုတ် let's go ဟဲ့နေမင်းကစောက်ပေါ်မင်းကစောက်ပေါ်မင်းတေးရပြီအာဟာလဲရပါမင်းတို့တက်အိမ်လုံးသိမ်းရမယ်ဒါမင်းတို့တက်တစ်ခုလုံးငါသိမ်းမယ်ကြီးဟာငါ့ကိုကြောက်လားမကြောက်လားနှစ်ခါပြောရအောင်လေအပေါ်မှာတကောင်ကျန်သေးရတယ်ပြောရင်ဝင်လေးမယ်မင်းအောက်ကြလိုက်တော့အောက်ရို့ကိုတီးလိုက်တော့ငါထင်တာဗောငါကြည့်တာဗောမင်းတို့ကโอเคပိုရှင်းနေရှိရယ်ဒါလေးရှိတယ်ဒါပါရီလည်းမသိဒါအန်ချမ်ပုတ်ဒါပါရီလဲဒါလည်းဒီဖတ်ပဲဒီရတာဒါပါရီလည်းဒါအမဟွာမထက်တဲ့ဟာလားမသိဘူးအကုန်ယူမှာမင်းတို့အကုန်လုံးโอเคဗောကျွန်တော်ဒီမှာတက်လုံးတော့တင်ပြီးသွားပြီဒါပါယူသွားမယ်โอเคရောโอเคပေါ်သားစိမ့်နေစားတော့ပေါ်သားစိမ့်တော့မစားပါပိုတဲတိုလေးစားပိုတဲတိုနမ်ဟိုကအောက်မှာကောင်းလားဟဲ့ what the fuck အများကြီးပဲလားအောက်အေးပြီးသေးဘူးလားဟာရှော့ပြီးသေးဆိုထပ်ပြီးတော့ကျုံသွားတော့မှာမင်းတို့ကောเนี่ยကျွန်တော်ပြင်စောင်းရတယ်တော့တေဖို့တာပြန်ထားလိုက်ငါလာပြီမိုးရွာထဲမှာတိုက်ဝဲဖြစ်ချင်းဆိုတာလာပြီကွာငါရဲ့ပြင်းတဲ့ခုတ်ချက်တွေနဲ့နောက်ဆုံးမှာတော့ဒီတစ်ဖွဲလုံးကရှုမလောက်ရှော့သွားခဲ့ပါရဲ့တကောင်ကျန်သေးရဲ့ဗောရှော့ကောလောက်ကဆိုင်တော့မင်းတို့ကောင်းတယ်ရှော့ကောမင်းတို့ကောင်းတယ်အေးဆေးပဲမင်းတို့စောက်ပိုးလေးပါကွာငါပြောရင်မကြိုက်ဘူးနော်စောက်ပိုးလေးလို့ပြောရင်မကြိုက်အဲ့ဒါပဲကျွန်တော်ဒီနာဒီကောင်လေးတွေကိုလွတ်ပေးလိုက်ပြီးတော့ဒါဘူးလားဟိုကောင်းတဲ့လူတွေလုံနေကောင်းတာတွေလုပ်တဲ့လူတွေကိုကျွန်တော်လွတ်ပေးရဗျကျွန်တော်ဒီကောင်လေးကောင်းတော့လွတ်ပေးလိုက်ပါတယ်โอเคကျွန်တော်နောက်ထပ်အရုံးကိုလန်လာမသိအရုံးကိုလန်တကောင်ဖမ်းထားသေးရတယ်အရုံးကိုလန်တော့ဖမ်းတော့ပါတော့ပါပြီโอเคความเชี่ยวเนาะให้เราสัมเชี่ยวโอเคအဲ့ဆိုရင်ကျွန်တော်ပြီးသွားကျွန်တော်ရဲ့ mission ကတော့အောင်သွားပါပြီဒီကောင်ကျင်းသေးဟာ what the fuck ပဲဒီကောင်ဘယ်ကောင်ပဲတော့ကြာညနှစ်ကောင်တော့ဘယ်နဲ့ blue ball လာလဲ what the fuck ဟာကောင်เนี่ยဘယ်ကနေပြောင်းอ่ะမှန်လားတဲ့ဘယ်ကနေကောင်ပဲအောင်ရတယ်မသိဟိုမှာအားရ3ကောင်တော့ပြုတ်သွားပြီမင်းတို့ကလင်းမွေးလိုက်တာရောက်နေဟာတေဦးမယ်ကွာตีแม่ก่อนเอาตีวัวอะไรเนี่ยนะมีตะกอนไม่เชื่อไงล่ะมีตะกอนไม่เชื่อสมัยงั้นเจวีเจ๊จริงนะကျွန်တော်တကယ်ပြောတာတပွားဝမတွေ့ရသေးဘူးနော်တော့အားရဇွန်ဘီရေကေရိုရီဒီကောင်တက်လုံးတင်းမြကြအင်းပြန်ပြေးခဲ့ပါတယ်တကယ်ပါတော့တော့ဘာကျွန်တော်ခုချိန်နေမတွေ့သေးဘူးတော့ဘာရှောက်သွားနေလဲပွားမွားဆိုတော့ထွက်ခဲ့တယ်
ဝမ်းဝမ်းဘရိုရောက်နေမသိဘူးရေတဝမ်းဝမ်းဘေးမလေးဗျအမကျော်ဘရိုဘာလည်းမသိဘူးဗျာဘာစိတ်လည်းမသိကျွန်တော်တောက်လိုက်တောက်ပြီးဘာပူရှင်လည်းမသိဘူးဗျာပေါ်လာဗျာဟိုခုကျွန်တော်တဝမ်းဝမ်းလောမကြည့်ဘူးနော်တဝမ်းဝမ်းဘေးမလေးတဝမ်းဝမ်းကတဝမ်းဝမ်းမတွေ့ဘူးဗျာအဲ့နဲ့ကျွန်တော်လည်းအိမ်ဆောက်ဖို့ဆိုပြီးတော့ cherry ကိုပဲခုတ်လိုက်ပါတယ်ညတော့ cherry အိမ်လေးပဲဆောက်လိုက်တော့မှာဗျာအဲ့နဲ့ပဲကျွန်တော်keep တော့တူတယ်မှာ keep ကျွန်တော်လည်း result တင်လိုက်ရှာမယ်ဆိုပြီးတော့ keep ကျဆင်းသွားခဲ့ကြည့်ပါဦးဗျာကျွန်တော်မှကြည့်ရဗျာကျွန်တော်လက်နဲ့ဒီအများကြီးပဲစိုးတာကျွန်တော်မှအသားမရှိဘူးဗျာထားလိုက်တော့ကျွန်တော်အသားမရှိဘယ်နဲ့စင်းတာရတော့ရပါလေကျွန်တော်ဆရာကြီးပဲဒီဇမ်ဘီသားတွေပဲစားနေတယ်ကျေးဇူးတင်ပါတယ်ငါတက်တော့တက်တယ်မင်းတို့စောင့်နေလာတယ်မင်းတို့အသက်လည်းရှိဦးမယ်မထီဘူးကွာစောက်ကြလိုက်တေးပြီးသားမသိဘူးငါတော့ဟိုအသက်လည်းရှိနေတယ်မင်းတို့ငါပြောတော့မပြောတယ်မင်းတို့ရောက်ချလိုက်โอเคဇော်မီသားစားမယ်လားဟေးနာမလုံးနဲ့လေညာဒီပဲဒီ villager ဆောက်တော့တယ်ကျော် villager ရောဒါမှရှိရဆိုကျော် bro ဒါမှရွာမန်းရှိမလားမသိဘူးချက်တော့လိုက်ကြည့်ကြည့်လားအိုးမိုက်လိုက်တဲ့ကိုကြီးအိုးဒီမှာကော်ပါရရှိကော်ပါရတူးရတယ်Hey, what the fuck? What the fuck? အဲ့ကျွန်တော်လည်းစောက်ကိုဆင်းသွားလိုက်တယ် What the fuck skeleton? ဘလို့ရတာပစ္စည်းပြောက်ကုန်ပြီ What the heck? ဘယ်ဝါလဲငါဘယ်နေအောင်ရောက်လာလဲနောက်ပြီးတော့တော့ပါကွာငါပြည့်စီကုန်ပြောကုန်ပြီကွာတကယ်ဘာရှိရောမကြည့်အောင်ဗျာအဲ့လိုကြီးကြတော့လွန်နာဘောလို့ဘာရှိရောဗျာကြည့်အောင်ဗျာကျွန်တော်ကျွန်တော်အဲ့လိုလည်းမဖြစ်ပါဘူးကျွန်တော်ခါရတယ်လူwhat the why ပဲပါလေဒီရင်ကျွန်တော်အကောင်မတွေ့ရသေးဘူးเนาะ okay တော့လောဆယ်စစ်ပဲတော့ခုတ်လိုက်ရမယ် okay ကိုတက်ခုတ်တော့ပါပြီကွာငါပစ္စည်းကုန်ပြောကုန်လေးကွာပြောရအောင်မင်းလေးဒီမောင်ကဖမ်းလို့ပါရှိတော့ရှိပဲငါပစ္စည်းကုန်ပြောတကယ်ပြောတာအအောင်ပြောတကယ်ဖို့ကျွန်တော်မလုပ်ဘူးကျွန်တော်လည်းပြောတာကိုကျွန်တော်ဘာမှမလုပ်သွားပါဘူးတကယ်ပြောတာပါတွေ့အောင်နော်တပန်းဝါလည်းတွေ့တပန်းဝါလည်းတွေ့ထားပါတော့တပန်းဝါနောက်မှတက်တော့မယ်တပန်းဝါနောက်ကျမှစပွန်နာဆိုထားလိုက်ပါလုံးစုံတော့ဘောတိကနေပဲစโอเคဆိုတော့ဖြစ်ကျင်တော့ကျွန်တော်ကျုံးရရက်ဆက်လိုက်ရမူကြံဘာကြီးလဲကွာတကယ်ပါကွာရက်ဆက်လိုက်ရမူကြံပါတကယ်ပဲကျွန်တော်ဘယ်လိုရောမသိတာတကယ်ထားပါပြရှက်တော်ရဲပဲဝင်လိုက်တော့မယ်တော်တိုးလိုက်တော့မယ်let's go
အော်မတိုးတွေ့ပြီတိုးရိုက်တက်လိုက်တော့ပြီလက်နဲ့ထိုးလိုက်တော့မှတိုး6ချက်9ချက်10ချက်ထိုးရတာတိုးကောင်တိုင်းပါတိုးကောင်မရှိချက်ပဲထိုးလို့9ချက်ပဲထိုးရရင်ပြီးတော့ဟောကျလက်နဲ့ဒီလိုတော့စိမ့်မဲ့စားမှာတွေ့တော့ကြောက်သွားတူပါအောင်ပါကြောက်တူအောင်မနေဘူးဆိုတော့ကြောက်တူရမယ်ဟဲ့ရတယ်ကဲပဲကြောက်တူမယ်โอเคဘယ်ကူကြောက်တူမယ်ဟော let's go အဲ့ဒါနိုင်တူရမယ်ဒီ biggest ပြတဲ့တီတူလိုက်နိုင်တူရโอเคဒီ package ပြတ်ချေရတော့တူလိုက်အနည်းဆုံးတော့ဟိုလောက်ဆိုရပါပဲနည်းပါပဲနိုင်တော့မဟုတ်ကျွန်တော်အိမ်ကတော့6တော့ပါအိမ်ကတော့ကျွန်တော်မဟုတ်ပါဘူးဆိုအိမ်ကကောင်းကျွန်တော်ဒီကောင်တော့ကျွန်တော်5ပဲ5မှာပြအိမ်ရောဆောက်ပြီးတက်မှာမဟုတ်တော့ကျွန်တော်ထောင်းချောလုပ်ပြီးတက်လိုက်တော့မယ်ကောင်းတော့โอเคဟောတက်မယ်ကောင်းတော့ခုချိန်လေးကျမမြင်ရသေးဘူးတရားလို့ရောက်အကောင်ဘယ်ပေါက်လို့ပေါက်လို့လဲမသိဘူးအကောင်ဘလို့ပေါက်လို့ကြာတယ်အကောင်ခုချိန်လေးမတွေ့ရသေးဘူးကောင်းကဲကျွန်တော်မော့ထစ်ထားပါတယ်တကယ်ပြောဒီကောင်ကျွန်တော်ခုချိန်လေးမတွေ့ရသေးဆိုတော့ကောင်းဒီနေ့ဟုတ်တယ်ကောကျွန်တော်ဘာမှလုပ်နိုင်ဘူးခုလည်းကြည့်ကြည့်ဗျာချက်ချင်းရကျွန်တော်နောက်တော့ဝတ်တစ်ခုရောက်သွားပြီနောက်ပြီးကျွန်တော်ဒီကုန်းပြောက်သွားပြီဗျအဲ့ထဲဒီကောင်မတင်ငါဒီကောင်ကျွန်တော်တင်ငါထဲပါဘူးနော်ဒီကောင်ဝမ်းလဲတော့အဲ့တော့ကျွန်တော်လည်းပြောတော့ဟုတ်တယ်မလားဒီကတော့စာဘာညာလောက်တော့မှာပဲဟုတ်တယ်မလားစားတော့ဘောတက်ကနေစားတော့ဩဝယ်လေးကလည်းမျက်စိညောင်းလာလုံးနေကြော်ညလာတေးပြီးတော့မရတော့ဒီမှာအမဲအောင်တိုးလေးပဲရောမင်းတိုးတယ်မှာမင်းသားလေးရောတော့ငါမတက်ပါဘူးမင်းသားလေးကတော့ကြီးလာမှတက်စားပါကျွန်တော်ကလေးတွေတော့မတက်ပါဘူးကြီးလာမှပဲတက်ပါအော်မဟုတ်ပါဘူးစားโอเคကြမှာဒီမှာကြိုဝိုက်လားဟာမြန်းတာကွာ furnace တောင်မလိုပါဘူးတဲ့မြန်လိုက်တာတော့ကြည့်ကြလားမြန်လိုက်တာဒီသားစားရတော့စားတယ်ခုမစားတယ်ကြွသွေးမြောက်တယ်ဒီကတားလိုက်ရှာရမယ်ဗျာတို့လိုက်ရှာမတားလိုက်ရှာပါဘောနော်ဒီကတော့အဲ့ဒီကိန်းမှာအဓိကတော့အသားပေါ့ဗျအသားမရှိရှောမှာဟုတ်တယ်မလားဘို့သိရပါ့မယ် Microsoft Word တို့လည်းနေပါပါအသားစားမရှိရှောတယ်ဆိုတော့တော့ဒီကွာအခုကျတော့လည်းအဘွားကနေပြန်စနေရတယ်တိုးတွေဝက်တွေကတော့အများကြီးပဲအဲ့ပါလေးတဲ့လေးစားရအောင်โอเคโอเคจะဆက်ပြီးတော့ဟာကြောက်โอเคရော့โอเคရပြီကိုရင်ကြီးတော့ကျွန်တော်ရေလုံးဝဟိုမတွေ့သေးပါဘူးလို့တော့တကယ်ပြောတာပါတပိုင်းကကိုရင်ကြီးကျွန်တော်မတွေ့ရသေးဘူးအဲဟိုမှာကိုရှိရှိဟာတော့ဗီဒီယိုကတော်တော်ရွကြာနေပြီဗျတကယ်လို့ bro သူမလာတော့ပြသူလာလို့ကျွန်တော်တက်သွားရင်ကျွန်တော်ဗီဒီယိုတန်းပြီးအောင်တော့ကျွန်တော်မထားရတော့ဆိုတော့ဒီကောင် line တော်တော်ကြာမဲ့ပုံပေါ်တယ်ဗျတင်ရမှာကျွန်တော်ထားရတော့ဒီက crafting table ကိုဒီမှာညာလေးမှာပါကြီးလေ
တင်းတင်းမဲမှာကျတော့ကျွန်တော်ဒီမှာမွေရလေးလောက်ပြရမယ်ပေါ့နော်အဲကြောင့်နည်းနည်းအပြာရောင်လေးအပြာရောင်လေးပဲယူရင်ကောင်းတာမသိဘူးပြအပြာရောင်လေးပဲယူလိုက်တော့အဝိုင်းကိုထားရတော့ကျွန်တော်နောက်ထပ်โอเคဟိုမရှိမှာခေပြန်အောင်အားရပါလေโอเคဒီမှာกินလိုက်တော့မယ်ဗျာโอเค let's go ကျွန်တော်ရဲ့โอเคညောင်ရောက်တော့မယ်ဗျညောင်ရောက်မယ်ဆိုခဏတော့တပွားကောင်းဆော့ပြီးကျွန်းတူးနေလိုက်တော့ပါโอเคဒီမှာ response set okay โอเคဘယ်တပွားကောင်းဆောင်းနေလိုက်တော့မှာဗျာโอเคကျွန်တော်အောက်ကိုဆင်းမြဲတော့ဒီတော့တူးနေဗျာမမီဘူးပြောရေးအဲ့နဲ့ပဲအကတော့မကြောက်တော့ဒီကောင်ဘယ်ရောက်နေမလဲဒီကောင်ဘယ်ရောက်နေမလဲโอ้ย what the fuck เฮ้ยဘယ်လိုပေါ်လာလဲ what the fuck ဝိုင်းဟဲ့မင်းပေါ်တော့လေကွာ超能好，哦，你看，哎呦，有管那瓜，那牛的讲啊，我表，啊，这大包，那我怎么玩？来了！哦，我的妈，就少一步诶！ဒီနေ့ video လောက်ပါပဲကျွန်တော်ကြည့်ရှုအားပေးရတဲ့ကျေးဇူးအားလုံးတူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးကျွန်တော်ဘာလို့ကောင်းဆက်ပြမတတ်တော့ကောင်းကကျွန်တော်တစ်ခါတက်ပြီးတိုင်းပြေးသွားတဲ့အတွက်ကြောင့်မလို့ပါနောက်ထပ် video ကြမှာပဲနောက်ထပ် entity နဲ့ပြန်တွေ့ကြရဆိုပြပါမယ် bye bye